နေမင်းကအရှင်အဟုံမြတ်တောပါနေသည်မန်ဂျလီတဝိုက်ကလဲကွင်းပြင်ကြီးမှာဖုံမှုန်ဒီထနေသည်မြင်ကွင်းဦးမင်းအောင်သည်မိဘအမွေပေးခဲ့တော့လဲကွက်ကလေးထဲတွင်နွားနှကောင်ကိုဦးဆောင်ကထွန်းညက်နေသည်73စီစေးတွေခေါင်ခိုက်နေသဖြင့်ထွန်းဆက်မငားနိုင်ပဲနွားနှင်တာအားခဲနေရခြင်းဖြစ်သည်တော်လက်လာဝေတော်နားပါအောင်နေကလည်းအယံပူလာသည်ဒီမှာရေအေးအေးလေးတောက်လိုက်အောင်ဦးမင်းအောင်မရသေးဘူးမိလာရဲ့မိုးကလည်းခေါင်နေတော့မြေကမာနေလေအခုမှမထွန်ထားရင်မိုးကြရဲ့အခါအမိလိုက်မှာမဟုတ်ဘူးတော်လက်လဝေးထွန်းဆက်ကလေးနဲ့ဆိုရင်တော့ညံပါပဲနော်ဒါပေမဲ့မတတ်နိုင်ဘူးလေကျမတို့မှာဒီရိုးသားတဲ့လှုပ်အားပဲရှိတာပဲအဲ့ဒီအချိန်မှာပဲစင်ခံကားသူစီလဲကွင်းဘေးကထိုးရက်လိုက်သည်ကားပေါ်မှာဆင်းလာသူမှာဦးမီအောင်ဤငယ်တငယ်ချင်းဇော်လင်းချစ်သည်ဝစ်ကောင်းစားလာမြောက်ဝတ်ဆင်ထားပြီးရွှေဆွဲစောသူဝင်းဝင်းနှင်ထက်သည်ဇော်လင်းဟေးမင်းအောင်မင်းကတော့ဒီရုံးကန်ရတဲ့ဘဝကနေမတက်နိုင်သေးဘူးလားဒီမှာကြည်စားငါကိုအေးအေးဆေးဆေးစီးဝါရှာလို့ရနေရကိုဦးမင်းအောင်အလုတ်ဆိုတာကိုလုတ်နိုင်တဲ့လောက်ပဲပေါ့ဇော်လင်းရငါကတော့ငါမိဘတွေပေးခဲ့တဲ့ဒီမြေပေါ်မှာပဲပျော်ပါတယ်ဇော်လင်းအတန်ကိုညှင်ကမင်းတုံးမနေစက်နဲ့ငါစီမှာဆေးရောင်းတဲ့အလုပ်ရှိတယ်ခဏလေးနဲ့တသီးဖြစ်မှာမင်းဒီလိုနွားနဲ့ထွန်းစရာမလိုတော့ဘူးဘလို့လဲငါနဲ့လိုက်မလားဦးမင်းအောင်မလွတ်ပါစေနဲ့ဇော်လင်းရမင်းပေးတဲ့ပိုက်ဆံကချမ်းသာဖို့လွယ်ပေမဲ့ငါရဲ့ဂုဏ်သိက္ခာနဲ့ငါမိသားစုရဲ့အေးချမ်းမှုကိုတော့အလဲမလုပ်နိုင်ဘူးမူးရဆေးဆိုတာလူတွေကိုချက်စီးတဲ့အရာပဲငါအငတ်ခံရင်ခံမယ်အဲ့ဒီလိုအလုပ်မျိုးတော့မလုပ်ဘူးမင်းလည်းတတိထားအောင်နော်လောဘနောက်ကိုတိတ်မလိုက်ပါနဲ့ဇော်လင်းလှောင်ပြုံးပြုံးကအေးမင်းကတော့ရိုးအမြဲပါပဲနောက်မှနောင်တမရနဲ့ဦးနော်ရွာထဲတွင်ဇော်လင်း၏ဇနီးဖြစ်သူကရွှေရီဝစ်စင်ကဒေါ်လှဝေကိုလာရောက်ကြွားဝါသည်ဇော်လင်းဇနီးအမလီလှဝေရဲ့လဲထဲမှာရုံးကန်နေရတာပင်ဖန်းမှာပဲနော်ကျမတို့စီမှာတော့အလုတ်သမားတွေနဲ့အကုန်ခိုင်းထားတာကိုဇော်လင်းကတော့ပိုက်ဆံကိုရေးလို့သုံးနေရပဲကျော်လှဝေချမ်းတာတာချင်းတော့သူမှမဟုတ်ဘူးအမရဲ့ကျမတို့ကတော့ညဘက်ဆိုရင်ဘာမှစိတ်ပူစရာမလိုပဲနစ်နစ်ချက်ချက်အေးပြောတယ်အမတို့ကတော့ဧည့်သည်လာတောင်ထိတ်လန့်နေရမှာပဲနော်ကျမတို့ကတော့လူမချမ်းသာလဲစိတ်ချမ်းသာရင်ပြီးတာပဲညနေခင်းတွင်ဦးမင်းအောင်တယောက်စိတ်မကောင်းဖြစ်ကအိမ်ရှိတွင်ထိုင်နေသည်ဇနီးဖြစ်သူရောက်လာတော့ဦးမင်းအောင်မိလာငါမင်းကိုတမားတွေလိုမထားနိုင်လို့စိတ်မကောင်းဘူးကွာဒေါ်လှဝေဘာလို့လဲတော်ရဲ့ကျမတော်နဲ့အတူလက်တွဲပြီးလောက်ကင်နေရတာဂုံယူတယ်မယိုးသားတဲ့ပိတ်ဆာနဲ့ဝဲကျွေးတဲ့ထမင်းထက်တော်ရဲ့ချွေးနဲ့ဝဲကျွေးတဲ့ထမင်းကပူးမြိန်တယ်ကျမတို့မှာရှိတဲ့နွားနှကောင်နဲ့ပဲကျမတို့ဘဝကိုတီးဆော့ကြပါတော့ရုတ်တရက်ရွာသေးတို့ရဲကားတန်များကြားလိုက်ရသည်ဇော်လင်း၏အိမ်ကိုရဲတွေဝိုင်းထားသည်မြင်ကွင်းဇော်လင်းကိုလက်ထိတ်ခတ်ကခေါ်ဆောင်သွားသည်သူစုဆောင်ထားသမျှဖြစ်စီအလုံးချိတ်ပိတ်ခံရသည်ဇော်လင်း၏ဇနီးမှာငိုယိုကကြမ်းရစ်ခဲ့သည်ရွာသားတယောက်တွေ့လားမတရားစီးပွားရှာတော့နောက်ဆုံးတော့လဲဒီလိုပဲအဆုံးသတ်ရတာပဲမိုးဦးကြသည့်၍ထီ၍ဦးမင်းအောင်၏လဲကွင်းသေးတွင်စပားပင်လေးစိမ့်လဲနေသည်ဦးမင်းအောင်ပြုံးလက်ကကြည်စားမိလောက်ဒီနှစ်မိုးကကောင်းတယ်ငါတို့ရဲ့စူးစမ်းမှုတွေအရာထင်ပြီဒေါ်လှဝေဟုတ်တယ်တော်ရဲ့ဘလောက်ပဲခက်ခဲပါစေရိုးရိုးသားသားနဲ့စူးစမ်းရင်အီးချမ်းတဲ့ရလက်ကိုရတာပါပဲနှစ်ယောက်သားရိုးရိုးသားတဲ့အပြုံးများညင်လေတော်ထဲတွင်ပျော်ရွှင်စွာအလုတ်လုံနေခြင်းချင်းဇန်လန်းပြီးဆုံးသွားသည်ယူနစ်မတရားသောနီလမ်းနှင့်ရသောစေးစိမ်သည်ကြာရှည်မထန်ပဲရိုးရိုးသားသားလှုပ်အားနှင့်ရသောအေးချမ်းမှုသာလျင်စိမှန်သောချမ်းသာခြင်းဖြစ်သည်